ဘာပေါ်မှာလူဦးရေအလွန်နေပါလွန်းလို့သို့မဟုတ်လူသူကင်းမဲ့လူနီးပါးဖြစ်နေပြီးတည်ရင်အောင်ဘယ်သူမှချက်ချင်းသိနိုင်ဖို့မလွယ်တဲ့ခြောက်ချားစရာနေရာ9နေရာအကြောင်းတင်သိပါသလားနံပါတ်5 Omicron Russia အစွန်ရောက်ရာတွေဥဒုကမ္ဘာအေးဆုံးလူနေထိုင်ရာအရက်လို့သတ်မှတ်ထားကြပြီးစောင်းရာဒီမှာအပူချိန်ဟာ-50 ဒီဂရီ Celsius အောက်အထိဆိုးရွားကျဆင်းနေရှိပါတယ်စိုက်ပျိုးရေးလုပ်လို့မရသလိုအေးလွန်ကဲမှုကြောင့်ကျန်းမာရေးအတွက်လည်းအလွန်အန္တရာယ်များပါတယ်ဒီလိုပြင်းထန်လွန်းတဲ့ຢာဒီဥရုကြောင့်ပဲဒီနေရာမှာလူဦးရေအနည်းငယ်ပဲအပူဒဏ်အေးဒဏ်ကိုအလူးလဲခံပြီးနေထိုင်ကြပါတယ်နံပါတ်4 Bodie American Ghost Town မြို့ပြကြီးမြို့တစ်မြို့ရှင်သန်ဖို့စီးပွားရေးကအသက်သွေးရောပါကယ်လီဖိုးနီးယားပြည်နယ်ကဘော်ဒီမြို့လေးဟာအရင်ကရွှေတွင်းတွေကြောင့်လူတောင်းချီစီကားခဲ့ပေမဲ့ရွှေတွေကုန်သွားတဲ့အခါအလောက်ကင်မရှိတော့ပဲလူတွေအကုန်စွန့်ခွာသွားကြပါတယ်အခုဆိုရင်တော့ကဘာကျော် Ghost Town မြို့ပြကြီးတစ်ခုအဖြစ်6ကပ်ပြီးကြံရစ်ခဲ့ပါတော့တယ်နံပါတ်3 Pripyat Ukraine ဒဲရောင်ကြီးတင်နေမည်လူသားတွေဟာအသက်အန္တရာယ်ရှိတဲ့နေရာကနေစွန့်ခွာလေရှိကြပါတယ်1986ချာနိုဘိုင်းနျူကလ িয়ার ပောက်ကွဲမှုကြောင့် Pripyat မြို့ဟာဒီနေ့အထိနျူကလ িয়ার ဒဲရောင်ကြီးတင်နေမည်ဖြစ်လူမနေရတားမြစ်ထားခြင်းခံရပါတယ်နောက်ထပ်အလားတူနေရာကတော့ American Celtrial မြို့လေးပါ1962ခုနှစ်ကတည်းကမြေအောက်မီးကျောက်တွင်မီးလောင်နေတာကြောင့်မြေပြင်ကနေအစိမ့်ငွေ့တွေထွက်နေပြီးလက်ရှိမှာလူလက်ချိုးရည်လို့ရတဲ့အထိကြံပါတော့တယ်နံပါတ်1 Anticortomy Greenland အထီးချန်ဆန်ဆုံးမြို့ဒါကတော့ကမ္ဘာပေါ်မှာသွာလာရအခက်ခဲဆုံးနဲ့အလံဝေးဆုံးမြို့တစ်မြို့ဖြစ်ပါတယ်တနစ်မှာလအနှင်းငယ်ပဲတင်မောနဲ့သွားလို့ရပြီးအနီးဆုံးကုန်းမြေကိုရောက်ဖို့ရက်ပေါင်းများစွာကြာပါတယ်ဒီလိုအထီးကျန်ဆန်လွန်းတဲ့နေရာမျိုးမှာအရေးပေါ်ကျန်းမာရေးပြဿနာဖြစ်လာရင်အသက်အနေအလွန်နီးစပ်တဲ့အတွက်လူဦးရေရာကနန်းလောက်ပဲအခြေချနေထိုင်ကြပါတယ်နံပါတ်3နာဂိုရိုဂျပန်လူထက်အယုတ်ပုံများတဲ့ရွာဂျပန်နိုင်ငံရှီခိုကူကျွန်းပေါ်ကတောင်တန်းရဲ့ရမှာရှိတဲ့ဒီရွာလေးကတော့လူထက်အယုတ်တွေပုံများတဲ့ရွာလို့ကဘာကျော်ပါတယ်လူငယ်တွေမြို့ပြတက်ကုန်ကြပြီးကြံခဲ့တဲ့တက်ကြီးရွယ်အိုတွေကွယ်လွန်သွားတဲ့အခါရွာခံအမျိုးသမီးစုခိမီယာယန်နိုကကွယ်လွန်သူတွေထွက်ခွာသူတွေရဲ့ကိုစားလူတရက်နီးပါးရှိတဲ့အယုတ်တွေကိုချုပ်လုပ်ပြီးရွာအနက်မှာထားခဲ့တာပါအခုဆိုရွာမှာလူဦးရေ30ဝန်းကျင်ပဲရှိတော့ပေမဲ့ဘက်စကားမတိုင်လေခွင်းနဲ့စာတင်ကျောင်းတွေထဲမှာထိုင်နေတဲ့အယုတ်ပေါင်းကတော့350ကျော်ရှိနေပြီးတကယ်ကိုကြက်သိမ်းထစရာရှုခင်းတစ်ခုဖြစ်နေပါတယ်ဒါကြောင့်လူတွေဟာအခြေခံလိုအပ်ချက်တွေအပြင်အလောက်ကန်ကျန်းမာရေးနဲ့လုံခြုံမှုရှိတဲ့မီဂါစီးတီးမြို့ကြီးတွေစီကိုပဲရွှေ့ပြောင်းစုပြုံလာကြတာကြောင့်ဒီလိုအခက်အခဲရှိတဲ့နေရာတွေဟာတဖြည်းဖြည်းနဲ့လူသူကင်းမဲ့လာရခြင်းဖြစ်ပါတယ်အခုလိုမျိုးစိတ်ဝင်စားစရာဘုဒ္ဓတွေကိုစင်စက်မပြတ်သိကျင်နေဆိုရင်ကျွန်တော်ရဲ့ channel လေးကို like follow and subscribe လုပ်ထားဖို့မမေ့နဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်ကျွန်တော်နာမည်ဂျိုးပါ